မင်းကိုချစ်တဲ့စကားတွေလဲကိုဘာကြောင့်ပြောဖို့သိတွေဝေနေသလဲတပြင်းလေးမင်းရှင်းနောက်မှဆိုင်နေစေဒါကိုလည်းသိနိုင်လိမ့်မယ်ကိုမထင်ဘူးအိုးကဲအခုတော့ဘာပြောမလဲသူဖွင့်ပြောရဲ့တရားနဲ့တွေ့ပြီကိုဆောက်တဲ့အတွေ့အိမ်လဲလေးတဲ့မှာပဲမြို့သေးရင်ဆွေးနေရပြီသူမသိဘူးတယောက်တည်းပဲစိတ်ပြေသိစရာလည်းမတွေ့ဘူးအေးစမရပါကိုလေးဝမ်းနဲ့ပဲလဲခုတွေ့ကြည့်လိုက်တော့ချစ်တာတခုတည်းပဲစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည်စုံပါစေကိုကတော့စိတ်ခံနိုင်တယ်ပြောတော့ပါခွဲပြောဖို့ခက်ကြုံနေတာလေတပြင်း